ဒါကပတ်ဆက်ဆိုတာတန်မိုးမရှိတဲ့ကဘာတစ်ခုပါဒီမှာတော့အချိန်ကအရာရပါပဲတခုခုဝယ်ချင်ရင်ကိုတက်တန်းနဲ့ကအချိန်ကိုပြန်ပေးရတာပါဒါမှလည်းအဲ့ဒီပစ္စည်းကိုဝယ်လို့ရမှာဖြစ်ပါတယ်ဒါပေမဲ့ဒီကဘာမှာအဆင်ပြေပြေနေထိုင်ဖို့ဆိုတာအချိန်ရှိဖို့ကလည်းအရေးကြီးပါတယ်ဘာလို့လဲဆိုတော့လူတစ်ယောက်ဟာအသက်25နှစ်ပြည့်တာနဲ့လက်မောင်းမှာတစ်နှစ်စာအချိန်ယူစပြီးလက်ပတ်လာလို့ပါပဲအဲ့ဒီအချိန်ကသူ့မြတ်ဖြစ်သွားတာနဲ့အဲ့ဒီလူကတည်ဆုံသွားမှာပါချမ်းသာတဲ့သူတွေမှာတော့နှစ်ပေါင်းထောင်ချီပြီးနေနိုင်တော့တဲ့အချိန်တွေရှိကြပါရဲ့သူတို့ကကိုယ်ပိုင်ကဘာတစ်ခုကိုတိတက်တိဆောက်ထားပြီးအေးချမ်းချမ်းနဲ့စိန်ကြကြနေထိုင်ကြတာပါဒါပေမဲ့တစ်ဖက်ကဆင်းရဲသားရက်ွက်ထဲမှာတော့ဆင်းရဲသားတွေဟာသူတို့အသက်ဆက်ဖို့အတွက်အချိန်တွေကိုနေမနာညမနာအလုပ်လုပ်ပြီးရှာဖွေနေကြရပါတယ်လူရှာနိုင်ရင်တော့သူတို့ဘဝကပြီးဆုံးသွားမှာပါဒီဆင်းရဲသားတွေထဲမှာတော့ဝေလို့ခေါ်တဲ့လူငယ်လေးတစ်ယောက်ရှိပါတယ်သူ့ရဲ့အချိန်နာရီထဲမှာတော့23နာရီပဲကျန်ပါတော့တယ်ဝေသားသူ့အမေနဲ့အတူနေရပါအသက်25နှစ်ကျော်ရင်ရုပ်ရည်ကမပြောင်းလဲတော့တာမို့သူ့အမေကအသက်50ခန့်နေပေမဲ့အရန်ကိုလူပြိုနေစေပါပဲဒီနေ့ကဝေရဲ့အမေအသက်50ပြည့်မွေးနေ့ဖြစ်ပါတယ်မွေးနေ့အတွက်ဝေကမနေ့ညကအချိန်ပိုးလေးအလုပ်လုပ်ပြီးရှမ်ပိန်တပလင်းဝယ်လာခဲ့ပါတယ်ဒါကိုမြင်တော့သူ့အမေကရန်ဝမ်းသာသွားပြီးတနေ့ကျရင်ငါမြင်းလေးတွေကိုမြင်ချင်သေးတယ်မင်းလဲမင်းကလေးတယောက်လောက်နဲ့တွေ့ကြည့်ပါလားလို့ပြောပါတယ်ဝေကလည်းအဲ့ဒါတွေအတွက်ဘသူကအချိန်ရှိမှလဲလို့ပြန်ဖြေလိုက်ပါတယ်သူ့အမေကမနေ့ကမှမီတာကနဲ့ပန်ချင်းငွေတွေပေးရတော့မယ်မပေးနိုင်ရင်ဒဏ်ကြေးဆောင်ရလိမ့်မယ်လို့ပြောပါတယ်ဒါကြောင့်အခုပဲသွားမှဖြစ်မယ်အကျွေးတွေအကုန်ဆက်ပြီးရင်မနေ့ကညကျမှပြန်လာခဲ့မယ်မအချိန်3ရက်ပဲကျန်တော့တာအကုန်ပေးလိုက်ရင်အချိန်ကကုန်တလောက်ဖြစ်သွားမှာဒါကြောင့်မနေ့ကညနေကျရင်ကားမတိုင်မှာစောင့်နေပေးဦးတော့ငါအချိန်တွေမကုန်ခင်မင်းစီကအချိန်နည်းနည်းလောက်ယူရမှာမို့လို့ပါလို့ပြောပါတယ်ဝေကလည်း OK အချိန်မှန်ရောက်လာခဲ့ပါမယ်လို့ပြန်ပြောလိုက်ပါတယ်မထွက်သွားခင်မှာသူ့အမေကဝေရဲ့လက်ကိုကင်ပြီးမနေ့စာကောင်းကောင်းစားဖို့မိနစ်30လွှဲပေးခဲ့ပါတယ်ပြီးတော့သူတို့နှစ်ယောက်လုံးကိုယ့်အလုပ်ကိုသွားဖို့ထွက်လာခဲ့ကြပါတယ်လမ်းမှာတော့မင်းကလေးငယ်လေးတစ်ယောက်ကဝေစီရောက်လာပါတယ်သူမကကက်ပဆူလေးတစ်ခုပေးပြီးအချိန်နည်းနည်းလောက်ပေးဖို့တောင်းဆိုပါတယ်ဝေသားပြုံးပြုံးလေးနဲ့ပဲသူ့တက်တန်းတွေကငါမိနစ်ကိုအဲ့ဒီကက်ပဆူလေးထည့်ပေးလိုက်ပါတယ်ဒီနေရာမှာဒီလူတွေဟာသူတို့ရဲ့အချိန်တွေကိုကက်ပဆူတွေထဲမှာတင်ထားနိုင်ပြီးလိုအပ်တဲ့အချိန်မှာသုံးနိုင်လွှဲနိုင်နေဆိုတာသိလိုက်ရပါတယ်အဲ့ဒီနောက်မှာတော့ဝေသားအလုပ်လုပ်ဖို့စက်ရုံကိုရောက်သွားပါတယ်အလုပ်မစခင်ကော်ဖီတော့ဝယ်တဲ့အခါတစီစင်းလုံးတွေကနှစ်ဆတက်သွားတာကိုတတိထားမိလိုက်ပါတယ်အရင်ကကော်ဖီတစ်ခွက်ကို2မိနစ်ပဲပေးရပေမဲ့အခုတော့4မိနစ်ဖြစ်သွားပါပြီဒီမှာကတော့ဘာကြီးညာချက်မှမရှိပဲဈေးနှုန်းတွေကအချိန်မရွေးတက်သွားနိုင်တာပါဝေကဒီအပေါ်မှာအရန်ကိုစိတ်ကက်သွားပါတယ်ဒါပေမဲ့လည်းမတက်နိုင်တာကြောင့်သူ့တက်တန်းတွေက4မိနစ်ကိုပေးလိုက်ပြီးအလုပ်ဆက်လုပ်ပါတော့တယ်တနေ့လုံးအလုပ်လုပ်ပြီးတဲ့နောက်ညဘက်မှာတော့ဝေကသူ့တငယ်ချင်းနဲ့အတူဘာတစ်ခုကိုသွားပါတယ်ဝေရဲ့တငယ်ချင်းကတော့အမြဲတမ်းမူးနေတဲ့သူပါသူကဝေကိုဟိုဘက်ကလူတစ်ယောက်ကလူတိုင်းကိုတောက်ဆရာတွေဝယ်ပေးနေတယ်သူ့မှာအချင်းတွေအများကြီးရှိပုံရတယ်လို့အချက်ပြပါတယ်ဝေကအဲ့ဒီလူကိုကြည့်လိုက်တော့မိန်းကလေးတွေဝိုင်းနေတာကိုတွေ့ရပါတယ်အဲ့ဒီလူရဲ့အချိန်နာရီကိုကြည့်လိုက်တဲ့အခါမှာတော့အချိန်ပေါင်း2000ရှိနေတာကိုတွေ့လိုက်ရပါတယ်ဝေကဒီလူဟာ Greenwich မြို့ကခေရမယ်ဆိုတာချက်ချင်းသိလိုက်ပါတယ်ဘာလို့လဲဆိုတော့ဒီစင်းရဲသားရက်ကွက်ကလူတွေမှာအများဆုံးရှိလာ2ရက်စာအချိန်ပဲရှိတယ်လို့ပါဝေကအဲ့ဒီလူနာကိုသွားပြီးခင်ဗျားဒီမှာမနေသင့်ဘူးဒါကအနေနဲ့တဲ့တကိုးတွေကခင်ဗျားကိုတက်ပြီးအချိန်တွေလူသွားနိုင်တယ်အငြင်းထွက်သွားတော့လူတတိပေးပါတယ်ဒါပေမဲ့အဲ့ဒီလူကဝေရဲ့စကားကိုဘီယူးမဆိုင်ပဲဆက်တော့နေပါတယ်အဲ့ဒီအချိန်မှာပဲပေါ်တက်လို့ခေါ်တဲ့လူမိုက်တယောက်ကသူ့အဖွဲ့နဲ့အတူဘားတဲ့ကိုဝင်လာတာကြောင့်လူတွေအားလုံးကြောက်လန့်ပြီးထွက်ပြေးကြပါတော့တယ်ပေါ်တက်ဆိုတာကမြို့ထဲမှာအချိန်တွေကိုအတင်းအဓမ္မလူယူတတ်တဲ့အစိုးဆုံးလူမိုက်ကြီးပါဝေရဲ့တငယ်ချင်းကသူ့ကိုဆွဲခေါ်သွားဖို့စူးစမ်းပေမဲ့ဝေကတော့ဘာဖြစ်မလဲဆိုတာကိုထောက်တနေရကနေပုံကြည့်နေခဲ့ပါတယ်ပေါ်တက်ကအဲ့ဒီချမ်းသာတဲ့လူရဲ့အချိန်တွေကိုလူဖို့ရောက်လာတာပါသူကလဲလဲကြမယ်ရှုံးတဲ့သူကနိုင်တဲ့သူကိုအချိန်တွေအကုန်ပေးရကြလို့စင်ခေါ်လိုက်ပါတယ်ဒီအချိန်လူပွဲကလက်ချင်းချိတ်ပြီးအားဆန်းရတာဖြစ်ပြီးတယောက်ရဲ့လက်ကအောက်ကိုရောက်သွားတာနဲ့သူ့စီကအချိန်တွေကအခြားတယောက်ရဲ့လက်မောင်းထဲကိုကူးပြောင်းသွားတာပါအပေါ်မှာကြံနေတဲ့သူကအချိန်တွေအကုန်ရသွားမှာပါဒီနည်းနဲ့နိုင်တဲ့သူကရှုံးတဲ့သူရဲ့အချိန်တွေကိုစိုးယူပြီးတက်ပစ်လိုက်တာပါပေါ်တက်ကအစင်တစ်မဲလာလို့မေးတဲ့အခါအဲ့ဒီလူကငါအယမ်းမှုနေတဲ့အစင်တစ်ဖြစ်ဖို့အချိန်နည်းနည်းလောက်ပေးပါလို့ပြန်ပြောပါတယ်ပေါ်တက်ကလည်းကောင်းပြီလေဒါမင်းရဲ့နောက်ဆုံးဆန္ဒပဲသွားတော့မင်းကိုမိနစ်ပိုင်းလောက်အချိန်ပေးမယ်လို့ပြောပြီးသူ့ထွက်မပြေးနိုင်အောင်သူ့လူတယောက်ကိုပါထည့်ပေးလိုက်ပါတယ်အဲ့ဒီလူကတော့အယမ်းမှုနေတာကြောင့်အင်္ဂါထဲမှာသွားပြီးအန်နေပါတယ်ဒီအချိန်နေနဲ့ပေါ်တက်ကိုပြန်တိုက်ရင်သူ့ရှုံးမှတေးချနေပါတယ်အဲ့ဒီအချိန်မှာပဲဝေရောက်လာပြီးပေါ်တက်ရဲ့လူကိုထိုးချစ်ကအဲ့ဒီချမ်းသာတဲ့လူကိုဘားထဲကနေကဲထုတ်သွားပါတယ်သူတို့လုံခြုံတဲ့နေရာတစ်ခုကိုရောက်သွားတဲ့အခါဝေကခမရအသက်ကအနည်းရှိနေတယ်လို့ကျွန်တော်ပြောသားပဲဘာလို့အချိန်တွေကိုဒီလိုဖြုံးတိနေရတာလဲလို့ပြောပါတယ်အဲ့ဒီလူကသူ့ကိုယ်သူဟင်နရီလို့မိတ်ဆက်ပြီးဝေကိုမင်းအသက်ဘယ်လောက်ရှိပြီလဲလို့မေးပါတယ်ဝေက28လို့ဖြေတဲ့အခါဟင်နရီကငါအသက်က105နှစ်ရှိပြီငါအသက်ရှင်ရတာအရန်ကြီးဝင်နေပြီဘဝမှာအရာရာကိုကြုံတွေ့မှုပြီးမို့ဒီဝါကြီးကိုမလို့ချင်တော့ဘူးဆက်ပြီးမရှင်းတန်ချင်တော့ဘူးလို့ပြန်ပြောပါတယ်ဝေကအံ့ဩသွားပြီးခမရဘာတွေပြောနေတာလဲလို့မေးပါတယ်ဟင်နရီကမင်းအမှန်တရားကိုမသိသေးဘူးထင်တယ်ဒီကဘာမှာဘာလို့အချိန်ဆုံးမတူတာလဲဆိုတာစဉ်းစားဘူးလားမင်းတို့ရဲ့ဆင်းရဲသားရက်ကွက်မှာဘာလို့ဈေးနှုန်းတွေနဲ့အခွန်တွေကအကြောင်းပြချက်မရှိတက်နေရတာလဲအဲ့ဒါကဆင်းရဲသားတွေတိတ်ဆုံးပြီး Greenwich အချိန်ဆုံးမှာရှိတဲ့ချမ်းသာတဲ့သူတွေအတွက်အကျိုးရှိအောင်တမင်လုပ်ထားတဲ့ငွေဖောင်းပွားမှုတွေပဲဒီစနစ်ကြီးတစ်ခုလုံးကိုသူတို့ကဖန်တီးထားတာစဉ်းစားကြည့်လေ Greenwich မှာလူတွေကနှစ်ပေါင်းထောင်ချီအသက်ရှင်နေကြပြီးမင်းတို့ကြတော့အသက်ရှင်ဖို့အတွက်နေတိုင်းအလုပ်လုပ်နေရတယ်မင်းတို့စီမှာအချိန်တွေအများကြီးမရှိအောင်သူတို့ကတမင်လုပ်ထားတာဒါမှမင်းတို့ကသူတို့အတွက်အလုပ်လုပ်ပေးရမှာလေမင်းတို့စီကအချိန်တွေကိုသူတို့ကစားသုံးပြီးထောက်ရအသက်ရှင်နေကြတာသူတို့ရဲ့ရှင်တန်မှုတိုင်းကဆင်းရဲသားတွေရဲ့တည်ဆုံမှုပေါ်မှာတိဆောက်ထားတာပါသူတစ်ပါးရဲ့ဆင်းရဲဒုက္ခပေါ်မှာတိဆောက်ထားတဲ့ဘဝမျိုးနဲ့ငါမရှင်တန်ချင်တော့ဘူးလို့ပြောပြပါတယ်ဒါကိုကြားတော့ဟင်နရီဟာတကယ်ကိုစိတ်နှလုံးကောင်းရှိတဲ့သူဆိုတာဝေသိသွားပါတယ်ဟင်နရီကမင်းမာတာငါ့လိုအချိန်တွေအများကြီးရှိရင်ဘာလို့မလဲလို့မေးပါတယ်ဝေသားပြုံးပြီးပထမဆုံးအနေနဲ့အချိန်ကိုခဏခဏပြန်စစ်နေတာမျိုးကိုရက်ပြစ်မယ်လို့ပြောပါတယ်အဲ့ဒီအချိန်မှာဝေရဲ့လက်ထဲမှာ16နာရီပဲကြာမှာတော့တယ်ကျွန်တော်ကတော့အိတ်ခန်နီရောနူးလိုက်ရောထမင်းစားနေရောအချိန်ကိုအမြဲစစ်နေရတာအချိန်ကုန်သွားပြီးပြေးသွားမှာကိုကြောက်လို့လေကျွန်တော်မိကလည်းအိမ်အတွက်အရာရာကိုအပင်ပန်းခံလုပ်ပေးနေတာခင်ဗျားလိုအချိန်တွေတာရှိရင်တော့ Greenwich မြို့မှာအမေအတွက်အိမ်ကောင်းကောင်းတစ်လုံးဝယ်ပေးပြီးအတူတူပျော်ပျော်ရွှင်ရွှင်နေသွားမှာပါလို့ပြောပါတယ်ပြီးတော့ဝေသားဒီညတော့ဒီမှာပဲအိတ်လိုက်ရအောင်မနေ့ကျရင်အန်နီရတွေကင်းသွားမှာမို့လို့အဲ့ဒီကြမှာအိမ်ပြန်ပို့လို့ပြောပြီးနှစ်ယောက်သားအိတ်ပျော်သွားကြပါတယ်
မနေ့ရောက်တဲ့အခါဟင်နရီကအိပ်ပျော်နေတဲ့ဝေကိုကြည့်ပြီးသူ့စီမှာရှိတဲ့အချိန်တွေအားလုံးကိုဝေရဲ့လက်မောင်းထဲထွဲပေးလိုက်ပါတယ်သူ့အတွက်တော့မိနစ်ပိုင်းလောက်ပဲခြံထားခဲ့ပါတယ်ပြီးတော့သူကတခါတစင်းပေါ်မှာသွားထိုင်နေလိုက်ပါတယ်ဝေနိုးလာတဲ့အခါဟင်နရီမရှိတော့တာကိုတွေ့လိုက်ရပါတယ်ထုံးစံအတိုင်းသူ့ရဲ့အချိန်နာရီကိုကြည့်လိုက်တဲ့အခါမှာတော့အချိန်116နှစ်တောင်တိုးနေတာကိုမြင်ပြီးအံ့ဩမြင်သက်သွားပါတယ်အိမ်မက်မက်နေတယ်လို့တောင်ခင်မိသွားတာပါအဲ့ဒီနောက်သတင်းပေါက်မှာရေးထားတဲ့ငါ့ရဲ့အချိန်တွေကိုအလားတမဖြစ်စေနဲ့ဆိုတဲ့စာသားကိုတွေ့လိုက်ရပါတယ်ဟင်နရီကသူ့ချိန်တွေအကုန်ပြီးတော့မှန်းသိလိုက်ရပြီးအပြင်ကိုကြည့်လိုက်တဲ့အခါတရားပေါ်မှာထိုင်နေတဲ့ဟင်နရီကိုမြင်လိုက်ရပါတယ်ဝေကသူ့စီကိုအမြန်ပြေးသွားပေမဲ့နောက်ကျသွားပါပြီးဟင်နရီရဲ့အချိန်ကစက္ကန့်ပိုင်းပဲကြာမှာတော့တယ်ခဏကြာမှာပဲဟင်နရီကအတက်ပြောက်ပြီးအောက်ကရေထဲကိုပြုတ်ကျသွားပါတော့တယ်ဝေကတော့ဟင်နရီတေဆုံးသွားတာကိုကြည့်ပြီးအယမ်းကိုစိတ်မကောင်းဖြစ်သွားပါတော့တယ်အခုဆိုရင်ဝေရဲ့လက်မောင်းပေါ်ကနိုင်မှာအချိန်116နှစ်တောင်ရှိနေပါပြီဒီနေရာမှာပဲဆက်နေမယ်ဆိုရင်လူတွေကသူ့ကိုဟင်နရီကိုတတ်လိုက်တယ်လို့ထင်သွားနိုင်မယ်ဒီလူငယ်ကရိပ်မိလိုက်ပါတယ်ဒါကြောင့်သူကသူ့တငယ်ချင်းစီကိုအမြန်သွားလိုက်တဲ့ဝေရဲ့လက်မောင်းမှာအချိန်တွေအများကြီးရှိနေတာကိုမြင်တော့သူ့တငယ်ချင်းကတော်တော်လေးအံ့ဩသွားတာပေါ့အဲ့ဒီနောက်ဝေကခင်မင်မှုရဲ့အထိမ့်မဲ့အနေနဲ့သူ့တငယ်ချင်းကိုအချိန်10နှစ်ပေးခဲ့ပါတယ်သူ့တငယ်ချင်းကလည်းဝေကိုအနက်ဆိုင်ဆုံးနှလုံးသားထဲကနေကျေးဇူးတင်စကားပြောခဲ့တာပေါ့ဝေကငါဒီမှာဆက်နေဖို့မလိုချင်တော့ဘူးငါစီကအချိန်ကိုလူဖို့ဘယ်သူမှမဆိုငါ့ကိုတတ်နိုင်တယ်အခုဆိုရင်ငါအမေအတွက် Green City မှာအိမ်တလုံးဝယ်ပြီးလုံလုံခြုံခြုံနေနိုင်ပြီလို့ပြောပြီးသူ့တငယ်ချင်းကိုနှုတ်ဆက်ကထွက်ခွာလာခဲ့ပါတယ်အဲ့ဒီနောက်လွန်ခဲ့တဲ့2ရက်ကသူ့အမေပြောခဲ့တဲ့အတိုင်းဘက်စကားမတိုင်မှာသူ့အမေကိုတွားဆောင်နေခဲ့တာပေါ့တစ်ဖက်မှာလည်းသူ့အမေကတော့အကျွေးတွေနဲ့စက်တင်ငွေတွေအကုန်ပေးချပြီးနောက်အိမ်ပြန်ဖို့အတွက်ဘက်စကားပေါ်တက်လိုက်ပါတယ်ဒါပေမဲ့တရက်အတွင်းမှာတင်ဘက်စကားခကတနာရီကနေ2နာရီထိနှစ်ဆတိုးသွားတာကိုသူမသိလိုက်ရတယ်သူမစီမှာအချိန်တနာရီနဲ့မိနစ်30ပဲကျန်တော့တာကြောင့်အရန်ကိုစိုးရင်သွားတာပေါ့သူမကဘက်စကားဒရိုင်ဘာကိုနောက်မတိုင်ရောက်ရင်ကျမသားကလိုတဲ့အချိန်တွေကိုထပ်ပေးပါလိမ့်မယ်လို့အတနာခံပြီးမဲ့ဒရိုင်ဘာကအချိန်မရှိရင်လမ်းမဲလျှောက်သွားလို့ဆိုပြီးညှင်းလွတ်လိုက်ပါတယ်နောက်မတိုင်ကအရန်ဝေးပြီးလက်လျှောက်ရင်တော့2နာရီလောက်ကြာမယ်ဆိုတာကိုရေချဲတယောက်သိနေခဲ့ပါတယ်ဘက်စကားပေါ်မှာခီးတဲ့တွေအသိရှိနေပေမဲ့သူမကသူတို့ကပါအကူအညီတောင်းကြည့်ခဲ့ပါသေးတယ်ဒါပေမဲ့ဘသူကမှသူမကိုမကူညီခဲ့ကြပဲဘက်စကားကမောင်းထွက်သွားပါတော့တယ်ရေချဲစီမှာအချိန်ကအနည်းငယ်ပဲကျန်တော့တာကြောင့်အိမ်ကိုချီချင်မဲ့အပြေးလွှားတင်တဲ့ရပါတယ်တစ်ဖက်မှာလည်းဝေကသူ့အမေရဲ့မွေးနေ့ကိုဆင်နွှဲဖို့အတွက်ပတ်စီလေးကိုကင်ပြီးဘက်စကားမတိုင်မှာစောင့်နေခဲ့တာပါဘက်စကားဆိုင်လာတဲ့အခါခီးတဲ့တွေအများကြီးဆင်းလာပေမဲ့သူ့အမေကိုတော့မတွေ့ရပါဘူးအခုခုတော့မှားနေပြီဆိုတာကိုဝေသိလိုက်ပြီးသူ့အမေကိုရှာဖို့အတွက်စတင်ပြေးထွက်ခဲ့ပါတယ်ဒီအချိန်မှာရေချဲဝေးစီမှာတော့အချိန်ကမိနစ်ပိုင်းပဲကျန်ပါတော့တယ်သူမကကားတစ်ခါတွေကိုလက်ခောက်အိမ်တွေကိုလက်ခောက်ပြီးအချိန်နှင်းငယ်လောက်ပေးဖို့တောင်းပန်ခဲ့ပေမဲ့ဘသူကမှမကူညီခဲ့ကြပါဘူးအဲ့ဒီနောက်အဝေးကနေဝေကသူ့စီကိုပြေးလာနေတဲ့သူ့အမေကိုလက်မြင်လိုက်ရပါတယ်သူ့အမေကိုမြင်လိုက်ရတဲ့အချိန်မှာပဲသူမစီမှာအချိန်မရှိတော့ဘူးဆိုတာကိုသူသိလိုက်ရတာပေါ့ဝေကသူ့လက်ကိုဆန်တန်းပြီးသူ့အမေစီကိုအစွမ်းကုန်ပြေးသွားခဲ့ပါတယ်ရေချဲကလည်းဝေစီကိုအခုံတုံးပြီးပြေးလာခဲ့ပေမဲ့ဝေစီကိုရောက်ခံနေလေးမှာတင်သူမရဲ့အချိန်ကကုန်သွားပြီးသူ့ရင်ခွင်ထဲမှာပဲအသက်တောက်သွားခဲ့ပါတယ်ဒါကိုမြင်လိုက်ရတဲ့ဝေကတော့စိတ်သက်တွေအကုန်ပြိုလဲပြီးအကျယ်ကြီးအော်ဟစ်ကိုကြွေးပါတော့တယ်နောက်နေ့မနက်မှာတော့အချိန်ထင်းထင်းသူတွေကဟင်နရီရဲ့အလောင်းကိုတွေ့ရှိသွားပြီးစုံစမ်းစစ်ဆေးမှုတွေစတင်ခဲ့ပါတယ်ဒီနေ့ခေတ်ကဘာကြီးမှာတော့အချိန်ထင်းထင်းသူတွေကရဲတွေလိုပဲတရားဥပဒေစိုးမိုးရေးကိုလှုပ်ဆောင်ကြတာပါအရာရှိရေးမုံကအခင်းဖြစ်နေရမှာစုံစမ်းစစ်ဆေးမှုတွေဥဆောင်ခဲ့ပေမဲ့ဘာတဲနုံစားမှမတွေ့ခဲ့ပါဘူးအဲ့ဒီနောက်ဒရာနာက CCTV ကင်မရာကိုသတိထားမိသွားပြီးဗီဒီယိုမှတ်တမ်းကိုပွားစစ်ဆေးခဲ့ပါတယ်တစ်ဖက်မှာလည်းဝေကသူ့အမေတည်ဆုံးရတာဟာ Brain နဲ့မှနေထိုင်ကြတဲ့ချမ်းသာတဲ့သူတွေကြောင့်ဆိုတာကိုနားလည်သွားခဲ့ပါတယ်သူတို့ကစင်းရဲသားရက်ွက်ကလူတွေကိုစက္ကန့်တိုင်းရဲ့ကျွန်းတွေဖြစ်အောင်လုပ်ထားကြတာပါဝေကလက်စားချေဖို့ဆုံးဖြတ်လိုက်ပြီး Brain City ကိုဥတီထွက်ခွာလာခဲ့ပါတယ်ဒီနေရာကနေပဲဇလတ်အစ်အမှန်ကစတင်တော့မှာပါ Green City တဲ့ကိုဝင်ဖို့အတွက်ဝေကအချိန်တစ်နှစ်ပေးခဲ့ရပါတယ်သူ့အထဲကိုရောက်သွားတဲ့အခါမြင်လိုက်ရတဲ့မြင်ကွင်းတွေကြောင့်မြင်တက်သွားခဲ့ရတယ်အဲ့ဒီမှာရှိတဲ့လူတွေကအချိန်တွေအများကြီးပိုင်ဆိုင်ထားကြတာကြောင့်တေဆုံးခြင်းဆိုတာဘာလဲဆိုတာတော့မေ့နေကြပါပြီချမ်းသာတဲ့သူတွေရဲ့တက်တော်ဆောင်တွေမှာတော့သူတို့ရဲ့လက်မောင်းပေါ်ကနိုင်မှာအချိန်100ကျော်ရှိနေကြတာပါဒါကူမြင်တော့ဝေကအရန်ကိုဒေါသထွက်သွားခဲ့ပါတယ်ဘာလို့လဲဆိုတော့သူ့မျိုးမှာဆိုရင်လူတွေကအသက်ရှင်ဖို့အတွက်24နာရီတောင်မပြည့်တဲ့အချိန်လေးနဲ့ရုန်းကန်နေရလို့ပါပဲဝေကစင်ကန်ဟိုတယ်တစ်ခုမှာတဲခိုလိုက်ပါတယ်သူအစားစားနေလုံးမှာအရန်ကားတဲ့မိန်းကလေးတစ်ယောက်ကသူ့ကိုတတိထားမိသွားပြီးသူ့ကိုသဘောကျနေပုံရပါတယ်တစ်ဖက်မှာလည်းအချိန်ထင်းထင်းသူရေးမုံကဟင်နရီတေဆုံးမှုနဲ့ပတ်သက်တဲ့ CCTV မှတ်တမ်းကိုပြန်ကြည့်ရင်တရားနာမှာဝေးရှိနေတာကိုတွေ့သွားပါတယ်ဗီဒီယိုထဲမှာဟင်နရီပြုတ်ကျသွားတာကိုမတွေ့ရပေမဲ့ဝေကအနားမှာရှိနေတာကိုရှင်းရှင်းလင်းလင်းမြင်နေရတာကြောင့်ရေးမုံကသူ့ကိုတန်တရားဝင်သွားတာပေါ့သူကဝေနဲ့ပတ်သက်တဲ့အချက်လက်တွေကိုစူးစောင်းဖို့သူ့အဖွဲ့ကိုအမိန့်ပေးလိုက်ပါတယ်အဲ့ဒီလိုရှာဖွေနေရင်းနဲ့ဝေလို့အမိရတဲ့လူတစ်ယောက်က Green City တဲ့ကိုဝင်ဖို့အချိန်အများကြီးသုံးဆွဲခဲ့တယ်ဆိုတာကိုသိသွားကြပါတယ်ဒါကဝေကဟင်နရီကိုတက်ခဲ့တာပဲဆိုတဲ့ရေးမုံရဲ့တန်တရားကိုပို့ခိုင်းမှစီခဲ့တာပေါ့သူကသူ့အဖွဲ့နဲ့အတူ Brain ကိုချက်ချင်းပဲထွက်လာခဲ့ပါတယ်တစ်ဖက်မှာလည်း Green City ထဲမှာဝေကချမ်းသာတဲ့သူအနှဲငယ်ပိုကကစားနေတဲ့ကာစီနိုတွေကိုဝင်သွားခဲ့ပါတယ်ဝေကလည်းသူတို့နဲ့အတူဝိုင်းမှာဝင်ထိုင်လိုက်တာပေါ့နင်းနာတတရားကိုမြင်တော့သူတို့ကဝေကိုလှောင်ပြောင်ကြပါတယ်ဒါပေမဲ့ဝေကတော့လောင်းကစားမှာကျွမ်းကျင်သူတစ်ယောက်ဖြစ်ပြီးဒီနေ့မှာတော့ချမ်းသာတဲ့သူတွေစီကနေပတ်စံတွေကုန်ယူဖို့အတွက်အခွင့်အရေးကောင်းကိုသူမြင်နေခဲ့ပါပြီဝေကအချိန်တွေကိုအတိုးနဲ့ချီးပေးတဲ့ဖန်ပိုင်ရှင်တထေးကြီးဖိလစ်နဲ့ပိုကကစားပွဲတစ်ခုဆင်နွှဲခဲ့ပါတယ်ဖိလစ်ရဲ့ဘေးနားမှာတော့သူ့ရဲ့သမီးဖြစ်သူဒီကောင်မလေးလည်းထိုင်နေခဲ့ပါတယ်ဒီကောင်မလေးကအစိုးပိုင်းတုန်းကလည်းဝေကိုတတိထားမိခဲ့တဲ့သူပါကစားပွဲစားတဲ့အခါမှာတော့ဝေကသူ့ရဲ့တက်တာလုံးစာအချိန်တွေကိုအကုန်ပေါ်အော်ပြီးလောင်းကြီးထက်လိုက်ပါတယ်ပြီးတော့သူ့ရဲ့ထက်မြက်တဲ့ညံမှုသုံးပြီးဖိလစ်စီကနေအချိန်နှစ်ပေါင်း1100ကိုအနိုင်ယူလိုက်ပါတယ်ဒါကိုမြင်တဲ့ဖိလစ်ရဲ့သမီးဆီဗီယာကဝေပေါ်မှာအရန်ကိုသဘောကျသွားခဲ့ပါတယ်ဒါကြောင့်နောက်တနေ့ညမှာကျင်းပမဲ့သူမတို့အိမ်ကပါတီပွဲကိုဝေကိုဖိတ်ကြားလိုက်ပါတော့တယ်နောက်တနေ့ညနေမှာတော့ဝေကကားအသစ်တစ်စီးဝယ်ပြီးဖိလစ်ရဲ့ပါတီပွဲကိုမောင်းသွားခဲ့ပါတယ်ပါတီပွဲအတွင်းမှာဝေနဲ့ဆီဗီယာတို့ကခုန်ကြရင်ဆီဗီယာကဝေကိုတိတ်တခိုးချစ်မိသွားခဲ့ပါတယ်သူမကဝေကိုရင်ဖွင့်ဖို့ပြင်နေတော့မှပဲအချိန်ထင်းထင်းအရာရှိရေးမုံကသူ့ဖွဲ့နဲ့အတူရောက်လာပြီးဝေကိုဖမ်းဆီးလိုက်ပါတော့တယ်
ဝေကိုလူသက်သမားလို့ထင်သွားတဲ့အတွက်ဆေးဗီးယားကလည်းဝေပေါ်မှာဆေးဆိုးသွားခဲ့ပါတယ်ရေးမုံကဝေစီမှာရှိတဲ့အချိန်တွေကိုအရင်ဆုံးသိမ်းဆည်းလိုက်တာကြောင့်ဝေမှာအသက်ရှင်ဖို့2 နာရီပဲကျန်ပါတော့တယ်အဲ့ဒီနောက်ဟင်နရီကိုတတ်မှုနဲ့ဝေကိုဖမ်းဆီးဖို့လုပ်ပါတော့တယ်ရေးမုံကမင်းဟင်နရီကိုဘာလို့တတ်တာလဲလို့မေးတဲ့အခါမှာဝေကကျွန်တော်သူ့ကိုမတတ်ပါဘူးသူကိုယ်တိုင်ကဆက်ပြီးအသက်မရှင်ကျွန်တော်ကိုအချိန်116နဲ့ပေးခဲ့ပြီးကိုအဆုံးစီရင်သွားတာပါလို့ပြန်ဖြေခဲ့ပါတယ်ဒါပေမဲ့ရေးမုံကဝေရဲ့စကားကိုမယုံခဲ့ပါဘူးရေးမုံကသူ့ကိုဟင်နရီတတ်မှုနဲ့အမှုဆင်ပြီးတစ်သက်လုံးထောင်ချတော့မယ်ဆိုတာကိုဝေကရေးမိသွားပါတယ်ဒါကြောင့်အခြေအနေကိုအခွင့်ကောင်းယူပြီးရေးမုံရဲ့လူတွေကိုတက်သူကိုသူလွတ်အောင်ယုံပြီးတနက်တက်လက်ကိုလူယူလိုက်ပါတယ်ပြီးတော့ဆေးဗီးယားကိုတစခံဖြစ်ဖမ်းဆီးပြီးရေးမုံတို့အဖွဲ့ကိုလှည့်စားကဖျက်ပြေးလွတ်မြောက်သွားခဲ့ပါတယ်သူကဂက်တိုစီတီလို့ခေါ်တဲ့စင်းရဲသားရက်ွက်ထဲကိုပြန်ရောက်အောင်သွားနိုင်ခဲ့ပေမဲ့အဲ့ဒီအချိန်မှာသူ့စီမှာအချိန်ကအနည်းငယ်ပဲကျန်ပါတော့ရဲ့သူကဆေးဗီးယားစီကနေအချိန်တချို့ချိဖို့တောင်းဆိုပေမဲ့ဆေးဗီးယားကတော့ဝေကိုလူတက်သမားလို့ထင်နေတော့မှုတစ်စက္ကန့်အောင်မပေးဘဲညှင်းဆန်ခဲ့ပါတယ်ဒါကြောင့်ဝေကဂက်တိုစီတီကိုရောက်ရင်အချိန်တချို့ချီးနိုင်မလားဆိုတဲ့မျှော်လင့်ချက်နဲ့ကားကိုအမြန်ဆုံးမောင်းခဲ့ပါတယ်အလင်းလိုနေတာကြောင့်လမ်းပေါ်မှာချထားတဲ့စူးထိုးတွေကိုဝေကတတိမထားမိလိုက်ပါဘူးကားကစူးထိုးတွေကိုတိုက်မိပြီးတရားပေါ်ကနေပြုတ်ကျသွားခဲ့ပါတယ်ဝင်းနဲ့ဆေးဗီးယားနှစ်ယောက်လုံးတတိမိသွားခဲ့ပါတယ်အဲ့ဒီစူးထိုးတွေကိုတော့ဖော်တက်နဲ့သူ့ရဲ့လူမိုက်ပွဲကတမင်ထောင်ထားတာဖြစ်ပါတယ်ဖော်တကဆေးဗီးယားစီမှာအချိန်30နှစ်ရှိနေတာကိုမြင်သွားတဲ့အခါမှာတော့သူမစီကအချိန်တွေအားလုံးကိုလူယူပြီးထွက်သွားပါတော့တယ်မကြခင်မှာပဲဝင်းနဲ့ဆေးဗီးယားတို့တတိပြန်ရလာပါတယ်ဆေးဗီးယားကသူမရဲ့လက်ကိုကြည့်လိုက်တဲ့အခါမှာအသက်ရှင်ဖို့မိနစ်30ပဲကျန်တော့တာကိုတွေ့ပြီးထိတ်လန့်သွားခဲ့ပါတယ်ဝေစီမှာလည်းမိနစ်အနည်းငယ်ပဲကျန်ပါတော့တယ်ဒါတော့မှဝေကနှစ်ယောက်လုံးအချိန်တူတူကြာအောင်သူ့စီကအချိန်တချို့ကိုဆေးဗီးယားစီလွှဲပေးခဲ့ပါတယ်အဲ့ဒီနောက်ဝေကဆေးဗီးယားကိုသူ့ရဲ့တငယ်ချင်းအိမ်ကိုခေါ်သွားခဲ့ပါတယ်အဲ့ဒီတငယ်ချင်းကဝေအစောပိုင်းတုန်းကအချိန်10နှစ်ပေးခဲ့တဲ့သူပါတငယ်ချင်းရဲ့ဇနီးကတကားဖွင့်ပေးပြီးဝေကိုမြင်လိုက်တဲ့အခါမှာတော့ဒေါသကြီးနဲ့ရှင်းပေးခဲ့တဲ့10နှစ်ကသူ့အသက်ကိုညှရှာလိုက်တာပဲသူကအဲ့ဒီအချိန်တွေအားလုံးကိုအရက်တောက်ပြီးထုံးပြီးပစ်ခဲ့လို့တည်သွားပြီလို့ပြောလိုက်ပါတယ်ဒါကိုကြားလိုက်ရတဲ့ဝေကအရန်ကိုဝမ်းနေသွားခဲ့ပါတယ်အခုဆိုရင်ဝေနဲ့ဆေးဗီးယားနှစ်ယောက်လုံးမှာအချိန်ကအရန်နဲ့နေပါပြီအများဆုံးတစ်ခုခုမလုပ်ရင်သူတို့နှစ်ယောက်လုံးတည်ရတော့မှာပါအဲ့ဒီအချိန်မှာဝေကဆေးဗီးယားဝတ်ထားတဲ့စိန်နာကက်တွေကိုတတိထားမိသွားပါတယ်အဲ့ဒီနာကက်တွေကိုရောင်းလိုက်တဲ့အခါမှာတော့ဝေနဲ့ဆေးဗီးယားအတွက်အသက်ရှင်ဖို့2ရက်စာအချိန်ရလာခဲ့ပါတယ်အဲ့ဒီနောက်ဝေကဆေးဗီးယားကိုဖုန်းများတုံးတဲ့တစ်ခုစီခေါ်သွားပါတယ်သူကဆေးဗီးယားရဲ့အဖေဖိလစ်စီကိုဖုန်းဆက်ပြီးသူသမီးအသက်ရှင်လျက်ဘေကင်းကိရှိနေကြောင်းပြောပြလိုက်ပါတယ်အဲ့ဒီအချိန်မှာရေးမုံကလည်းဖိလစ်နဲ့အတူရှိနေတာကိုဝေကသိနေခဲ့ပါတယ်ဝေကဆေးဗီးယားကိုပြန်ပေးဖို့အတွက်အချိန်1000တောင်းဆိုလိုက်ပြီးအဲ့ဒီအချိန်တွေကိုအချိန်ပန်ကတဆင့်စင်းရဲသားတွေစီဖြန့်ဝေပေးဖို့ပြောလိုက်ပါတယ်သူကနောက်ငင်မနဲ့အထိအချိန်ပေးခဲ့ပါတယ်ဖိလစ်အတွက်တော့အဲ့ဒီအချိန်မှနာကဘာမှမဟုတ်ပေမဲ့သူကစင်းရဲသားတွေကိုအချိန်နှင်းငယ်တောင်ပေးဖို့ညှင်းဆန်ခဲ့ပါတယ်ဒီအတော်အတွင်းမှာဝေကဆေးဗီးယားကိုသူ့အိမ်စီခေါ်လာပြီးမနက်ခင်းအထိစောင့်နေခဲ့ကြပါတယ်အဲ့ဒီအချိန်မှာဆေးဗီးယားကဝေရဲ့မိသားစုအကြောင်းမေးတဲ့အခါဝေကသူ့အမေဟာအချိန်ကုန်သွားလို့မနှိညကပဲတည်ဆုံသွားခဲ့ပြီဖြစ်ကြောင်းပြောပြခဲ့ပါတယ်ဒါကိုကြားလိုက်ရတဲ့ဆေးဗီးယားကအရန်ကိုစိတ်မကောင်းဖြစ်သွားပါတယ်စင်းရဲသားတွေဟာဒေဘေးကိုနေတိုင်းကြောက်လန့်ရင်းဘလို့ရှင်တန်နေရလဲဆိုတာနဲ့တရက်စာအသက်ရှင်မှုအတွက်ဘလောက်တောင်ပင်ပင်မမလုပ်ကင်နေရလဲဆိုတာကိုသူမနားလည်သွားခဲ့ပါတယ်နောက်နေ့မနေ့ဗန်ဖွင့်ချိန်မှာတော့ဝေနဲ့ဆေးဗီးယားတို့ကတင်းပေါက်ကနေစောင့်ကြည့်နေခဲ့ကြပါတယ်ဒါပေမဲ့ဗန်ကစင်းရဲသားတွေကိုဘာချိန်မှဖြန့်ဝေမပေးခဲ့ပါဘူးဒါကိုမြင်လိုက်ရတဲ့ဆေးဗီးယားကအရန်ကိုစိတ်ကက်သွားခဲ့ပါတယ်သူမရဲ့အဖေကတမိဖြစ်သူရဲ့အသက်ထက်အချိန်ကိုပိုပြီးတန်ဖိုးထားနေခဲ့တာပါအခုမှပဲဆေးဗီးယားကသူမရဲ့အဖေဟာစီးပွားရေးတမတက်မဟုတ်ပဲဒီစနစ်ဆိုးကြီးတစ်ခုလုံးကိုထိန်းချုပ်ထားတဲ့ခေါင်းဆောင်ဖြစ်နေတာကိုသိလိုက်ရပါတယ်သူကစင်းရဲသားတွေရဲ့တေဆုံးမှုတွေကနေအသက်ရှင်ဖို့နှစ်ပေါင်းများစွာကိုစုဆောင်းနေတာပါဆေးဗီးယားအရန်ဝမ်းနေနေတာကိုမြင်တဲ့ဝေကသူမကိုအိမ်ပြန်ဖို့ဆုံးဖြတ်လိုက်ပါတယ်သူကသူမကိုဖုန်းများသုံးတဲ့စီခေါ်သွားပြီးအကူအညီတောင်းဖို့သူမအဖေစီဖုန်းဆက်ခိုင်းလိုက်ပါတယ်ဒီအချိန်မှာဝေကဆေးဗီးယားအတွက်ကိုကာကွယ်ဖို့တနက်တောင်ပေးထားခဲ့ပါသေးတယ်ဆေးဗီးယားကသူမအဖေနဲ့ဖုန်းပြောနေတော့မှပဲအချိန်ထိန်းသိမ်းရေးအရာရှိရေးမုံကတစ်တစေးရောက်လာပြီးဝေကိုတနက်နဲ့ချိန်လိုက်ပါတယ်ရေးမုံကတစ်တော့မဲ့အချိန်မှာပဲဆေးဗီးယားကတတိထားမိသွားပြီးထိတ်လက်တကြားနဲ့ရေးမုံကိုအရင်ပြစ်လိုက်ပါတော့တယ်ဝေကရေးမုံစီကိုအမြန်ပြေးသွားပါတယ်ကြည်စံကရေးမုံရဲ့လက်ကိုပဲပုတ်ထိသွားတာဖြစ်ပေမဲ့တွေး၍အများကြီးထွက်နေခဲ့ပါတယ်ဝေကရေးမုံရဲ့လက်ကနာရီကိုကြည့်လိုက်တဲ့အခါမှာအသက်ရှင်ဖို့2 နာရီပဲကျန်တော့တာကိုတွေ့လိုက်ရပါတယ်တကယ်တော့အချိန်ထိန်းသိမ်းရေးအရာရှိတွေကလည်းတနေ့စာလစာဖြစ်တရက်စာအချိန်ကိုပဲရရှိကြတာပါရေးမုံရဲ့အဖွဲ့သူ့စီမရောက်ခင်မှာပဲရေးမုံကတွေးထွက်လုံပြီးတည်သွားတော့မယ်ဆိုတာကိုဝေကသိလိုက်ပါတယ်ဒါကြောင့်ဝေကရေးမုံစီကိုအချိန်2 နာရီလွှဲပေးခဲ့ပြီးသူ့ရဲ့ကားနဲ့ထွက်ပြေးခဲ့ပါတော့တယ်အခုဆိုရင်ဆေးဗီးယားကရေးမုံကိုပြစ်လိုက်တဲ့အတွက်သူမကလည်းရာဇဝတ်သားစည်းရင်းနဲ့ပါသွားခဲ့ပါပြီဝေကဆေးဗီးယားကိုဒီကိစ္စတွေထဲကနေထွက်သွားလို့ရသေးကြောင်းပြောပေမဲ့ဆေးဗီးယားရဲ့ green မျိုးကဘဝကရွှေလောင်အိမ်ထဲကနှက်လေးလိုပါပဲသူမဖေကသူမအပေါ်မှာကန့်သက်ချက်တွေအများကြီးထားခဲ့တာပါအခုမှပဲသူမကကိုယ်စိတ်ကြိုက်ရှင်တန်နိုင်တဲ့လွတ်လပ်မှုကိုပထမဆုံးအကြိမ်ခံစားလိုက်ရတာဖြစ်ပါတယ်ဆေးဗီးယားကဒီစနစ်ကြီးကဘယ်တော့တောင်မှားယွင်းနေလဲဆိုတာကိုအခုမှကောင်းကောင်းနားလည်သွားခဲ့ပါတယ်ဒါကြောင့်စင်းရဲသားတွေရဲ့အခွင့်အရေးအတွက်ဝေနဲ့အတူရပ်တည်ဖို့ဆုံးဖြတ်လိုက်ပါတော့တယ်ဝေနဲ့ဆေးဗီးယားတို့ပူးပေါင်းပြီးတထေးတွေစီကနေအချိန်တွေကိုကဲလူကြပါတော့တယ်ဆေးဗီးယားက green မျိုးရဲ့အဝင်ထွက်အကုန်သိတာကြောင့်ဘန်တွေတဲကအချိန်တိုးလောင်ထားတဲ့ကဆူးတွေကိုခိုးယူပြီးစင်းရဲသားတွေကိုဖြန့်ဝေပေးဖို့စီမံကိန်းချလိုက်ပါတယ်ဆေးဗီးယားကစင်းရဲသားတွေရဲ့အသက်တွေကိုစုဆောင်းထားတဲ့သူမအဖေဖိလစ်ရဲ့ဘန်တွေကိုအရင်ဆုံးပြစ်မှတ်ထားခဲ့ပါတယ်သူတို့ကဘန်တွေတဲကအချိန်ကဆူးတွေအားလုံးကိုခိုးယူအိတ်ထဲထည့်ပြီးစင်းရဲသားတွေကိုလိုက်ဝေပေးခဲ့ကြပါတယ်ဒီလိုအကြီးအကျယ်ခိုးမှုတွေဖြစ်ပွားပြီးတဲ့နောက်မှာတော့အစိုးရကသူတို့နှစ်ယောက်ကိုအရန်စိတ်တူသွားပြီးသူတို့ခေါင်းပေါ်မှာစုကြီးဖြစ်အချိန်10 နှစ်တမတ်လိုက်ပါတော့တယ်ဒါကိုကြားလိုက်ရတဲ့လူမိုက်ဖော်တကသူတို့ကိုခွေးအုပ်လို့လိုက်လံအမဲလိုက်ပါတော့တယ်ဒါပေမဲ့ဝေနဲ့ဆေးဗီးယားတို့ကပိုးခွေရနေရပြီဘူးနေတိုင်းတောင်းနေရကြောင်းဘယ်သူမှရှာမတွေ့နိုင်ခဲ့ပါဘူးသူတို့ကဟိုတယ်တစ်ခုမှာတောပုံနေခဲ့ကြပါတယ်အခုဆိုရင်သူတို့မှာအချိန်တွေအများကြီးရှိနေပြီမို့ဟိုတယ်တစ်ခုလုံးကိုသူတို့အတွက်ပဲငှားထားလိုက်ပါတယ်အဲ့ဒီအချိန်မှာဖော်တယ်နဲ့တူလူတွေကအဲ့ဒီနာကိုရောက်လာပြီးဝေနဲ့ဆေးဗီးယားအကြောင်းလူတွေကိုလိုက်မေးပါတော့တယ်ဒါပေမဲ့အဲ့ဒီလူတွေကဝေနဲ့ဆေးဗီးယားစီကနေအကူအညီတွေအများကြီးရထားတာမို့အသက်ပဲအသေးခံမဲ့တစ္ဆာတော့မဖောက်နိုင်ဘူးလို့ဆုံးဖြတ်ထားကြပါတယ်
ဒါပေမဲ့ဖော်တကသူတို့ကိုရဲရဲဆက်ဆက်နှိပ်စက်တဲ့အခါမှာတော့လူတစ်ယောက်ကတေမာကြောက်တာကြောင့်ဝေလို့ပုံနေတဲ့ဟိုတယ်ကိုပြောပြလိုက်ပါတော့တယ်ဖော်တနဲ့သူ့အဖွဲ့ကဟိုတယ်ကိုချက်ချင်းရောက်သွားပြီးသူတို့နှစ်ယောက်လုံးကိုဖမ်းဆီးလိုက်ပါတော့တယ်အခုတော့ထွက်ပြေးဖို့လက်စားမရှိတော့ပါဘူးဖော်တကဝေကိုစပွဲမှာထိုင်ခိုင်းပြီးအချိန်လူပွဲနဲ့ဆင်ခေါ်လိုက်ပါတယ်အကယ်၍သူကညှင်းလိုက်ရင်လည်းဖော်တရဲ့လူတွေကသူ့ကိုတတ်မှာပဲဆိုတာကိုဝေကသိနေခဲ့ပါတယ်ဒါကြောင့်သူကဆင်ခေါ်မှုကိုလက်ခံလိုက်ပါတယ်သူတို့နှစ်ယောက်လက်ကဝချင်းချိလိုက်တဲ့အခါမှာတော့တေမင်းတမန်ကစားပွဲကစတင်ပါတော့တယ်ဖော်တကကျွမ်းကျင်သူဖြစ်တာကြောင့်ဝေရဲ့လက်ကိုအမြန်ပဲဖိချလိုက်ပြီးဝေစီကအချိန်တွေကဖော်တစီကိုအမြန်ဆုံးစီးဝင်သွားပါတော့တယ်ဒါပေမဲ့ဝေကဘာမှပြန်မခုခံပါဘူးကြည့်ရတာသူကတမင်ရှုံးပေးနေတယ်လို့ပါပဲပြီးတော့သူ့အသက်ရှင်မှု3စက္ကန့်4စက္ကန့်လောက်ပဲကျန်တော့တဲ့အချိန်မှာဝေကရုတ်တရက်အားဆိုင်ပြီးဖော်တရဲ့လက်ကိုပြန်ဖိချလိုက်ပါတယ်ဖော်တကအရန်ကိုအံ့ဩသွားခဲ့ပါတယ်သူကအာကုံတုံးပြီးတင်တုံးပေမဲ့ဝေရဲ့အာကုံမရှင်းနိုင်ခဲ့ပါဘူးဒါကိုမြင်တဲ့ဖော်တရဲ့လူတွေကသူတို့ဆရာတည်တော့မယ်ဆိုတာသိပြီးထိတ်လန့်သွားကြပါတယ်အဲ့ဒီအချိန်တွေကိုအခွင့်ကောင်းယူပြီးဝေကသူ့ဖက်နှက်ထဲမှာဝတ်ထားတဲ့တနက်ကိုထုတ်ကစက္ကန့်မိုင်တွင်ဖော်တရဲ့လူတွေကိုအကုန်ပြစ်တက်လိုက်ပါတယ်အကယ်၍သူသာအဲ့ဒီလိုမလုပ်ခဲ့ရင်သူတို့ကဝေကိုတတ်မှာပါဖော်တရဲ့အချိန်က3မိနစ်ဖြစ်သွားပြီးသူကတော့အဲ့ဒီနေရာမှာတင်သေဆုံးသွားပါတော့တယ်ဝေနဲ့ဆေးဗီယာတို့ဟာအဲ့ဒီနေရာကနေအမြန်ထွက်ပြေးလို့မြောက်သွားကြပါတယ်ဒါပေမဲ့မကြခင်မှာပဲလူချမ်းသာတွေကဒီဂိမ်းကိုသူတို့ဘက်ကအသာစီးရအောင်ပြောင်းပြန်တက်လိုက်မှသိလိုက်ရပါတယ်ဝေနဲ့ဆေးဗီယာတို့စင်းရဲသားတွေကိုဝေပေးခဲ့တဲ့အချိန်တွေဟာအခုတော့အတော့မဝင်တော့ပါဘူးဘာလို့လဲဆိုတော့လူချမ်းသာတွေကနေထိုင်စေးတွေကိုအစမတန်ညစ်တင်လိုက်လို့ပါပဲဒါပုံမြင်တော့ဒီလူငယ်လေးကစိတ်ကသွားပြီးအားလုံးပြီးသွားပြီငါတို့နှစ်ပေါင်း1000လောက်ပေးလိုက်ရင်တော့အဲ့ဒီလူချမ်းသာတွေကဈေးနှုန်းတွေကိုပြန်မြင့်မှာပဲစင်းရဲသားတွေဘယ်တော့မှအဆင်ပြေလာမှာမဟုတ်ဘူးလို့ဆေးဗီယာကိုပြောလိုက်ပါတယ်ဆေးဗီယာကလည်းတနေ့နဲ့တော့ရှိရမှာပေါ့လို့ပြန်ပြောပါတယ်အဲ့ဒီအခါဝေကငါတို့နှစ်ပေါင်းတန်းနဲ့ချီခိုးယူပြီးလူတွေကိုပေးရမယ်အဲ့ဒါမှပဲကုန်စည်နှုန်းတွေကိုထိန်းချုပ်နိုင်မှာလို့ဆိုပါတယ်ဒါကမလွယ်ကူပေမဲ့ဒီမိန်းကလေးမှာတော့အစီအစဉ်တစ်ခုရှိပြီးသားပါနောက်တနေ့မနက်မှာဖိလစ်ကသူ့ရဲ့တတော်ဆောင်တွေနဲ့အတူရုံးကိုရောက်လာတဲ့အခါဆေးဗီယာကပေါ်လာပြီးလက်နဲ့ချချင်တယ်လို့ပြောပါတယ်အဆောင်တွေကသူမကိုတနက်နဲ့ချက်ချင်းချိန်လိုက်ကြပြီမဲ့အဆောင်တွေရဲ့နောက်ွယ်မှာပုံနေတဲ့ဝေကရုတ်တရက်ထွက်လာပါတယ်သူကဖိလစ်ရဲ့ခေါင်းကိုတနက်နဲ့ထောက်ပြီးအချိန်တွေတင်းထားတဲ့ဘုံတိုင်ကိုဖွင့်ခိုင်းလိုက်ပါတယ်ဝေနဲ့ဆေးဗီယာတို့ဟာအချိန်နှစ်ပေါင်းတန်းပါဝင်တဲ့အတိုင်းပဲကပ်ဆူတစ်ခုကိုခိုးယူလိုက်ကြပါတယ်အဲ့ဒီတတာတွေကအချိန်တိုင်းဟာစင်းရဲသားတွေရဲ့အသက်တွေနဲ့လဲလှယ်ထားရတာဖြစ်ပါတယ်သူတို့နှစ်ယောက်ဟာအဲ့ဒီတတာကိုယူပြီးထွက်ပြေးသွားကြပါတယ်ရေးမုံကဒီအကြောင်းကိုသိသွားတဲ့အခါသူတို့နောက်ကိုချက်ချင်းလိုက်ပါတော့တယ်သူ့ရဲ့နာရီကိုကြည့်လိုက်တော့တနာရီတောင်မကျန်တော့တာကိုတွေးလိုက်ရပါတယ်သူကဌာနချုပ်ကိုဖုန်းဆက်ပြီးငါ့မှာအချိန်မရှိတော့ဘူးလို့ပြောကသူ့ရဲ့လက်စာအချိန်တတာကိုပို့ပေးဖို့တောင်းဆိုလိုက်ပါတယ်ဒါပေမဲ့အချိန်တွေကိုသူ့ကိုယ်တည်းမတောင်းလိုက်ခင်မှာပဲဝေရဲ့ကားကိုသွားပြီးအချိန်တွေကိုတော့မယူတော့ပဲသူတို့ကိုတားဆီးဖို့အတွက်အတင်းလိုက်ဖမ်းပါတော့တယ်အကယ်၍စင်းရဲသားတွေဒါအဲ့ဒီနှစ်ပေါင်းတန်းကိုရသွားမယ်ဆိုရင်ဘက်တိုစုံတွေကလူတိုင်းဟာထာဝရအသက်ရှင်နိုင်မှာဖြစ်ပြီးလူချမ်းသာတွေတိစောက်ထားတဲ့စနစ်တစ်ခုလုံးနဲ့ပြိုလဲသွားမှာဖြစ်လို့ပါပဲရင်းမုံကဝေနဲ့ဆေးဗီယာတို့ကိုဖမ်းဖို့အစွမ်းကုန်စူးစမ်းပေမဲ့မအောင်မြင်ခဲ့ပါဘူးသူတို့ကကက်တိုစီတီလေးကိုထွက်ပြေးသွားပြီးအဲ့ဒီအချိန်တက်တာကိုမင်းကလေးငယ်လေးတယောက်စီပေးလိုက်ပါတယ်ရေးမုံကဒီမျိုးလေးကိုတန်တန်မတ်မတ်လာမယ်ဆိုတာသူတို့သိနေတာကြောင့်အဲ့ဒီနေရာကနေထွက်သွားပြီးလူသူကင်းမဲ့တဲ့နေရာတစ်ခုကိုသွားလိုက်ကြပါတယ်အဲ့ဒီမှာသူတို့ကအချိန်မောင်းတန်းနဲ့ချီပြီးစင်းရဲသားတွေကိုဝေပေးလိုက်တာကြောင့်အားလုံးဟာထာဝရအသက်ရှင်နိုင်သူတွေဖြစ်သွားကြပါတယ်ဒါပေမဲ့အခုတော့ဝေနဲ့ဆေးဗီယာတို့ကိုယ်တိုင်မှာတော့အချိန်နှင်းငယ်ပဲကြံမှာတော့တယ်ကံမကောင်းစွာနဲ့ပဲရေးမုံကအဲ့ဒီအချိန်မှာသူတို့စီရောက်လာပါတယ်သူကမင်းအသက်ရှင်ခြင်းရင်ခိုးထားတဲ့အချိန်တွေအကုန်ပြန်ပေးလို့ဝေကိုချင်းချောက်လိုက်ပါတယ်ဝေကသူ့ရဲ့နာရီကိုပြလိုက်ပြီးမင်းမိသွားပြီလားမင်းတေခါနီလုံးကငါအချိန်တချို့ချိပေးခဲ့တာလေမင်းကဒါငါ့ကိုပြန်ပေးရမှာလို့ပြောလိုက်ပါတယ်ရေးမုံကသူတို့ကိုလိုက်ခမ်းဖို့အလောတကြီးလုပ်နေတာကြောင့်သူ့ရဲ့နာရီကိုကြည့်ဖို့မိနေခဲ့တာကိုရုတ်တရက်တတိယသွားပါတယ်သူကြည့်လိုက်တဲ့အခါမှာတော့9စက္ကန့်ပဲကြံပါတော့တယ်အချိန်က3ညဖြစ်သွားပြီးရေးမုံတယောက်အဲ့ဒီနေရာမှာတင်တေဆုံးသွားပါတော့တယ်ဝေနဲ့ဆေးဗီယာတို့အသက်ရှင်နေပေမဲ့အခုတော့သူတို့မှလည်း10မိနစ်စီပဲကြံပါတော့တယ်အဲ့ဒီလူသူကင်းမဲ့တဲ့နေရာမှာသူတို့ကိုကူညီမဲ့သူလည်းမရှိပါဘူးသူတို့ဟာတေမင်းနီးကလာတာကိုမြင်နေရပါတယ်သူတို့ဟာမျောလင်းချက်မဲ့စွာနဲ့တယောက်ကိုတယောက်ဖတ်ထားရင်းအဲ့ဒီအချိန်မှာပဲဝေကရေးမုံရဲ့ကားကိုလှမ်းမြင်လိုက်ပါတယ်သူကကားစီကိုအမြန်ပြေးသွားပြီးရေးမုံရဲ့လစာချိန်တွေကိုသူ့ရဲ့နာရီထဲကိုပြောင်းထည့်လိုက်ပါတယ်ပြီးတော့ဆေးဗီယာကိုအချိန်ပေးဖို့သူမစီကိုအပြေးတန်းလာပါတယ်ဆေးဗီယာကလည်းဝေစီကိုပြေးလာနေပါတယ်သူမမှာစက္ကန့်နှင်းငယ်ပဲကြံပါတော့တယ်ဒါဟာဝေသူ့အမေကိုဆုံးရှုံးခဲ့ရတဲ့အချိန်နဲ့အတူတူပါပဲသူ့အမေလိုမျိုးဆေးဗီယာကိုမဆုံးရှုံးချင်တာကြောင့်အားကုန်ပြေးခဲ့ပါတယ်ဝေသူမစီရောက်ခံနေမှာပဲဆေးဗီယာကသူ့ရင်ခွင်ထဲကိုလဲကျသွားပါတယ်တန်ကောင်းထောက်မှစွာနဲ့ဝေကသူမရဲ့လက်ကိုအချိန်မီဖမ်းဆုပ်နိုင်ခဲ့ပြီးအသက်ကိုကယ်တင်နိုင်ခဲ့ပါတယ်ဝေနဲ့ဆေးဗီယာတို့ကြောင့်အခုဆိုရင်ဒေတွန်စီးတီးကလူတိုင်းဟာထာဝရအသက်ရှင်နိုင်ကြပြီဖြစ်ပါတယ်သူတို့တွေဟာအချိန်တွေရဖို့စိတ်ယုံတွေမှာအလုပ်လုပ်เสียမလို့တော့ပါဘူးလူတိုင်းဟာသူတို့ရဲ့အိမ်မက်တွေကိုအကောက်ထဲပေါ်ဖို့ Green နဲ့ CTC ကိုဥတီသွားကြပြီးလူချမ်းသာတွေတိစောက်ထားတဲ့စနစ်ကြီးတစ်ခုလုံးနဲ့ပြိုလဲသွားပါတော့တယ်ဒါနဲ့ပဲဇလန်လေးကပြီးဆုံးသွားခဲ့ပါပြီ